ဒီနေ့ရှင်ပြန်ထမြောက်ခြင်းရဲ့တကူရှင်ပြန်ထမြောက်ခြင်းရဲ့တက်တည်ရှင်ပြန်ထမြောက်ခြင်းကောင်းခြင်းမင်္ဂလာတွေဒီအသင်းတော်မှာကြားရောက်နေပြီဖြစ်တယ်ဟာလေလုယာမြန်မာပြည်ပေါ်မှာကြားရောက်နေပြီဖြစ်တယ်ဟာလေလုယာယုံကြည်သောသူတရားသားမြောက်ခြင်းစီတိုင်းပေါ်မှာကြားရောက်နေဖြစ်တယ်ဘုရားဘုန်းခြင်းမင်္ဂလာရှိပါစေအမတန်မှကောင်းမြတ်တဲ့အရာဖြစ်တယ်ကျွန်တော်အတွက်ထူးခြားတယ်ဆိုတဲ့အကြောင်းအရာကဘာကြောင့်ထူးခြားတယ်လို့ကျွန်တော်ပြောရလဲဆိုတော့ကျွန်တော်တခါမှမခံစားဘူးတဲ့ဒီကျွန်တော်ရဲ့ uric acid ပေါ့နော်ပုံမှန်အားဖြင့် 3.4 ကနေ 7 အထိလောက် normal range ရှိရတဲ့ကိစ္စကျွန်တော်က 8.7 လောက်ရောက်နေတယ်ပေါ့နော်ဆိုတော့ဘယ်လိုနည်းနဲ့မှကျွန်တော်ရဲ့ဒီဘယ်ဘက်ချမ်းချီမနေစပြီးနာနေတယ်ပုံမှန်နာနေတယ်လို့ပဲထင်နေတာတရက်ဒီတိုင်းပဲထားလိုက်တယ်အစင်မပြေဘူးဒုတိယရက်ကျပူနာလာတယ်တတိယရက်ကျတော့ဖနက်တောင်စီလို့သိမရတော့ဘူးဟာဘာများဖြစ်လဲပေါ့နော်ဆိုတော့ကျွန်တော်လည်းနည်းနည်းဆေးခန်းပြကြည့်မယ်ဆိုပြီးသွားတဲ့အခါမှာဒါ uric acid ဖြစ်နိုင်တယ်gout ဖြစ်နိုင်တယ်ဆိုပြီးဖြစ်လာတဲ့အခါမှာ emergency ရောက်သွားတယ်အဲ့မှာ3နာရီလောက်စီကိုသားမှုခံယူတယ်သွေးတွေစစ်တယ်အဲ့ကြမှာအဖြေထွက်လာတဲ့အခါကျတော့လုံးဝ gout ရဲ့လက္ခဏာဖြစ်တယ်ဆိုပြီးပြောတဲ့အခါကျဟာတော်လေးကျွန်တော်သွားခြင်းတဲ့နေရာတွေသွားလို့မရတော့ဘူးလှုပ်ခြင်းတဲ့လှုပ်တွေလှုပ်လို့မရတော့ဘူးအိမ်မှာနားနေတော့ဒီကျွန်တော်နာကျင်ခံစားရတဲ့အရာက Holy Week ကိုကောင်းကောင်း meditation လုပ်ဖို့အကြောင်းဖြစ်လာတာဖြစ်တယ်ဆိုတော့အစိုးရကအကောင်းဖျားကောင်းခြင်းမင်္ဂလာခံစားတယ်ကျွန်တော်တို့နေတဲ့တိုက်ကိုပြန်ဖို့ရအတွက်လေကားထစ်တက်ဖို့ကလုံးဝမစင်းစားနိုင်တဲ့ခါကျတော့ပုံမှန်လမ်းလျှောက်တာတော့မှတော်တော်ခက်တဲ့ခါကျတော့ကျွန်တော်ဟိုတယ်တစ်ခုမှာဆေးခန်းမှာဆေးရုံမှာနေမယ်ဆိုရင်တညကို3သိန်းကျော်တယ်ဆိုတော့အဲ့ဒါထက်နေတဲ့တက်တောင်ဆိုပြီးဟိုတယ်မှာကျွန်တော်နားလိုက်တယ်လောတဲ့ခါမှာဆေးကိုတောက်မှုခံယူပြီးမှဖျားကြီးစုတော်ပဲဒီမနေ့မှာကျွန်တော်စာပြီးမနေ့ကနေစာပြီး Good Friday မှာလည်းကျွန်တော်နည်းနည်းနင်းနိုင်တယ်ဒါပေမဲ့နာနေသေးတယ်မနေ့ကလည်းဘယ်မှမသွားဘူးပြီးတော့ဒီနေ့ကြီးစုတော်အကြောင်းကျွန်တော်နင်းနိုင်တယ်နော်နင်းနိုင်တဲ့အခါမှာဘဝမှာတစ်ခါမှမခံစားဘူးတဲ့မြေကြီးကောင်းမွန်စွာနင်းနိုင်ရတော့အခွင့်ရဲ့ကြီးစွာချီးမွမ်းခြင်းကိုကျွန်တော်ပူဇော်နိုင်တာဖြစ်တယ်ဟာလေလုယာဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဒါကကျွန်တော်ဘယ်လိုခံစားလဲဆိုတော့ခရစ်တော်လည်းဒီလိုခံစားမှာပဲသူ့မှာအပြစ်မရှိဘဲနဲ့နော်ကျွန်တော်ကတော့မထိန်သိမ့်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ခံစားရတဲ့ယောဂဖြစ်တယ်နော်အစာတောက်ပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်အကို control မလုပ်နိုင်တဲ့အရာကြောင့်ခံစားရတဲ့အရာဖြစ်တော်များလဲပဲယေရှုခရစ်တော်ကသူ့ရဲ့အပြစ်တစ်စက်မှမပါဘူးဒါပေမဲ့နာချီးမှုကိုခံစားနေရတယ်ကျွန်တော်တို့ကဒီချီကိုအောက်နင်းလိုက်ပြီးဆိုရင်နင်းပြီးနောက်ပိုင်းတခါတည်းစစ်နေမယ်ဆိုရင်အဆင်ပြေတယ်ဒါပေမဲ့နာချီးမှုတော့ခံစားရတယ်ဒါပေမဲ့ချီကိုပြန်ပြီးမှအပေါ်တင်တဲ့အခါမှာအဲ့ဒီ transition အချိန်ကတော်တော်လေးကိုနာချီးခြင်းခံစားရတာဖြစ်တယ်ဆိုတော့လက်နဲ့တူလို့လည်းအဆင်မပြေဘူးနော်အဲကွန်လီဒီပန်ကာလီဒီထိရင်တော့မှနာတယ်ပေါ့နော်အရင်တော့ကပြောဖို့တာတော့ကြားပါတယ်ကျွန်တော်တို့တင်းတော်ထဲမှာလည်းရှိတယ်ကျွန်တော်မို့တော်ဆောင်ထဲမှာလည်းတချို့ဟာဒီလိုရှိတယ်လို့ပြောတယ်ဘယ်လိုပဲဖြစ်ဖြစ်ဆရာဝန်ညွန်ကြားချက်အရာစိတ်တွေတောက်ပြီးမှနာနေနေတဲ့အခါမှာဒီနေ့ဖျားရှင်ကျေးဇူးတော်ဖြင့်တင်းတို့ရှိမှကျွန်တော်မတ်တရနိုင်တာဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဟာလေလုယာယေရှုခရစ်တော်ထမြောက်ခြင်းဆိုတာကကျွန်တော်လည်းဒီနေရာမှာမတ်တရနိုင်တာကလည်းနာကြည့်မှုတော့မခံစားတော့ဘူးဒါပေမဲ့သွားတဲ့ခါတော့အနည်းငယ်တော့နာသေးတယ်ဒါပေမဲ့ခရစ်တော်ဆိုရင်သူ့မှာယူတင်ဝတ်ဆောင်ထားတဲ့အပြစ်တွေအားလုံးဝသူ့မှာမရှိတော့ဘူးအသွေးတော်အပြင်စီကြောခြင်းခံပြီးတဲ့ကာလဒီနေ့ကျွန်တော်တို့တေးချင်းမြတ်ဆုံးမှာအောင်မြင်တဲ့ကျွန်တော်တို့ရဲ့အပြစ်မရှိတော့တဲ့ထိတိုင်အောင်မြင်ခြင်းနဲ့ထမြောက်တော်မူတော့သူခရစ်တော်ရဲ့နာမတွေကပါဆက်ဆက်ဘုန်းကြီးမင်္ဂလာရှိပါစေ။အကြောင်းဒီမနေ့စိတ်ထဲမှာရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကိုးကွယ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့အနည်းငယ်တက်တည်ခံခြင်းတာဖြစ်ပါတယ်။ဒီနေ့ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့နဲ့ဘယ်လိုသက်ဆက်နေသလဲဆက်ဆက်နေသလဲဘယ်လိုဆက်နွယ်နေသလဲခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့အတွက်ဘာအကျိုးရလဒ်တွေရရှိသလဲအဲ့ဒီအရာကိုကျွန်တော်တို့အနည်းငယ်ကြည့်ကြရအောင်လို့ဆိုတော့ခုနတပါပတိဖတ်သွားတဲ့ကျမ်းစာဒါလည်းကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းစာဖြစ်တယ်တိကောခန်းကြီး15အပိုက်ငယ်14နဲ့16ကိုအားလုံးဖြိုင်းနှုတ်ကပတ်တော်ကိုအတူတကွဖတ်ကြဖို့အားလုံးဖိတ်ခေါ်ခြင်းနဲ့14ကိုအားလုံးအရင်ဖတ်ရအောင်ခရစ်တော်ဒီထမြောက်တော်မမူလျင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိ
သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိအပိုက်ငယ်ဆက်ခွန်ကိုဆက်ဖတ်ရအောင်ခရစ်တော်ဒီထမြောက်တော်မမူလျင်သင်တို့ဒီယုံကြည်တော်လည်းအကျိုးမရှိဒုစရအပြစ်အောင်၌ရှိကြသည်ခဏလေးဆုတောင်းရအောင်ကိုရောရှင်ရဲ့ရှင်ပြန်ထမြောက်ခြင်းအပြင်ဒီနေ့ရရှိခံစားတဲ့ကောင်းခြင်းမင်္ဂလာများကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းကျွန်တော်ရဲ့ဘဝအသက်တာတာ၍တိုး၍အတိတ်ပဲရှိတဲ့ဘဝအသက်တာပြုပြင်ပြောင်းလဲသောဘဝအသက်တာရှိနိုင်ဖို့လိုငါထိုရှင်ပြန်ထမြောက်ခြင်းအပြင်ရရှိတဲ့ကောင်းခြင်းမင်္ဂလာဒီနေ့ကြာနာတော့တာမြောက်ခြင်းစီတဲ့အတိတ်တဖန်ပြန်လဲပြီးမှခွန်အားဖြစ်စေပါမယ်ကြောင်းတန်ရှင်တော်ဝင်တော်ဘုရားကိုခေါ်ဖိတ်လျက်မြတ်တော်ယေရှုနာမ၌ဆက်ကဆုတောင်းအနံ့ကြပဲဖတ်တော်မူဆိုပါဗျာအာမင်အချက်၄ချက်အားဖြင့်ကျွန်တော်တို့ခဏလေးဆွေးနွေးစီလိုပါတယ်ပထမချက်အနေနဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ကိုးကွယ်ခြင်းဘယ်လိုဆက်နွယ်နေသလဲဒီနေ့ခရစ်တော်ထမြောက်တယ် Easter Sunday theologian တွေကတော့ every Sunday is a little Easter လို့ခေါ်တယ်တနင်္ဂနွေတိုင်းကရှင်ပြန်ထမြောက်ခြင်းရဲ့တက်တည်เนาะကျွန်တော်တို့ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို celebrate ပွဲခံယူကြတာဖြစ်တယ်ဒီနေ့ကတော့ little Easter တော့မဟုတ်လို့ major Easter ဖြစ်နေတယ်เนาะခရစ်တော်ထမြောက်ပြီးဘယ်တော့ထမြောက်တာလဲငါတို့အတွက်ထမြောက်တာဖြစ်တယ် hallelujah ခရစ်တော်ထမြောက်ခြင်းကငါတို့နဲ့ဘယ်လိုသက်ဆိုင်တယ်လဲခရစ်တော်ထမြောက်ခြင်းကယုံကြည်သူများနဲ့ဘယ်လိုသက်ဆိုင်တယ်လဲခရစ်တော်ထမြောက်ခြင်းလောကကြီးအတွက်ဘယ်လိုသက်ဆိုင်နေတယ်လဲခုနပတ်သွားတော့ကျမ်းစာကိုကြည့်တဲ့အခါမှာဒီကျမ်းစာအဖြေပေးနေတာကိုကျွန်တော်တို့တွေ့မြင်ရတာဖြစ်တယ်ကဲဒီနေရာမှာကျွန်တော်တို့ဘာကြောင့်ကိုးကွယ်ရတယ်လဲဘာကိုကိုးကွယ်ရတယ်လဲမိမိယုံကြည်တဲ့အရာကိုကျွန်တော်ကိုးကွယ်ကြတာဖြစ်တယ်ကျွန်တော်အခြားသောဘာသာဝင်များကသူတို့မျက်နှိုးတဲ့ပုဂ္ဂိုလ်တစ်ပါးပဲဖြစ်ဖြစ်သူတို့မျက်နှိုးတဲ့ဖရားပဲဖြစ်ဖြစ်ကိုးကွယ်ကြတယ်လို့ပဲဒီနေ့သင်နဲ့ကျွန်တော်ရဲ့ကိုးကွယ်တဲ့အရာကဘာလဲကိုးယုံကြည်တဲ့အရာကိုကိုးကွယ်နေတာဖြစ်တယ်ဟာလေလုယာမယုံကြည်တဲ့အရာဘယ်သူကမှမကိုးကွယ်ပါဘူးဒါကြောင့်မို့ကိုယုံကြည်ရာကိုးကွယ်ရာအသက်တာမှာရှောက်လာနေကြတော့ဖြစ်တယ်ဒီလိုဆိုရင်ခုနဖတ်တော်တဲ့ကျမ်းစာခရစ်တော်ထမြောက်မမူလျင်တဲ့ငါတို့ဟောပြောခြင်း၌အကျိုးမရှိတဲ့သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိဒီနေရာမှာယုံကြည်ရာကိုးကွယ်ရာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်ယုံကြည်ရာကိုးကွယ်ရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်ခြင်းနေရာမှာကိုးကွယ်ခြင်းစလုံးတက်ကြည့်မယ်ဆိုရင်ဘာတွေတွေ့နိုင်လဲခရစ်တော်ထမြောက်တော်မမူလျင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ကိုးကွယ်ခြင်း၌လည်းဘာဖြစ်လဲအကျိုးမရှိဒီနေ့ကျွန်တော်တို့အာဘတရားလက်မြောက်ပြီးမှအကောင်းဆုံးသောတည်တံ့ဆုံးနဲ့ကျွန်တော်တို့ကျမ်းစာဖတ်ခြင်းခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့အောင်မြင်စွာနဲ့ကျွန်တော်ဤကဲ့သို့ကြွေးကြော်ပြီးတက်တည်ခံတဲ့အခါမှာငါတို့ယုံကြည်မှုကိုကိုးကွယ်တာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ထမြောက်ခြင်းမရှိလေဒီနေ့ငါတို့ယုံကြည်တယ်လို့ပြောရတဲ့အရာတွေအားလုံးဟာကိုးကွယ်ခြင်းဖြစ်တဲ့ကြောင့်ငါတို့ကိုးကွယ်ခြင်း၌လည်းပါလေအကျိုးမရှိဘူးတဲ့ဟုတ်တယ်နော်ငါတို့ဘယ်သူကိုးကွယ်လဲခရစ်တော်ကိုးကွယ်ကြတယ်အဖခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုသုံးမသဆိုကျွန်တော်ကိုးကွယ်နေကြတာဖြစ်တယ်ဒါကြောင့်ငါတို့ရဲ့ကိုးကွယ်ခြင်း၌လည်းခရစ်တော်ထမြောက်ခြင်းမရှိရင်အကျိုးမရှိဘူးတနည်းအားဖြင့်ငါတို့ကိုးကွယ်ခြင်းအကျိုးရှိဘူးလို့ငါခရစ်တော်ထမြောက်နေတာဖြစ်တယ်ဟာလေလုယာငါတို့စုဝေးရခြင်းရဲ့ကိုးကွယ်ရခြင်းအကျိုးရှိဘူးလို့ငါတို့ဒီနေ့သူခရစ်တော်ကိုယုံကြည်ရခြင်းဖြစ်တယ်နောက်တနည်းအားဖြင့်အပိုက်ငယ်ဆက်ခွန်ကိုနောက်တစ်ခုထပ်ကြည့်မယ်ဆိုခရစ်တော်ဒီထမြောက်တော်မမူလျင်တဲ့တင်တို့ယုံကြည်တော်လဲအကျိုးမရှိဒီနေရာမှာယုံကြည်ခြင်းမှာလဲကျွန်တော်ကိုးကွယ်ခြင်းကိုအစားထိုးကြည့်မယ်ဆိုရင်ယုံကြည်ရာကိုးကွယ်ရာဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်ထမြောက်တော်မမူလျင်တင်တို့ဒီကိုးကွယ်တော်လဲလက်မြောက်တော်လဲအခြားသောမှာလည်းစကားပြောတော်လဲဆူတောင်းတော်လဲအလူငွေပေးတော်လဲတချင်းဆိုတော်လဲစုဝေးတော်လဲအကျိုးမရှိဘူးတဲ့အကျိုးစိတ်စေတဲ့အရာကခရစ်တော်ထမြောက်ခြင်းပဲဖြစ်တယ်ဟာလေလုယာလက်ခောက်တိလက်ဖျားနာမကိုချီးမွမ်းကြရအောင်ဖျားဘုန်းကြီးရဲ့မင်္ဂလာရှိပါစေပြီးရင်တထက်
तायुए काउने या तकुआ तिथि दादा दूसरे अपने आउना इसी जाती क्रिटो ठाम याउ डोममुले गारोवा दूसरे अपने मावे ते अपने तिया मावे चलो निमोनी जारा फिर लम याउ चिम यादी बु गारोवे लम याउ चिम का सिमानो लम याउ चिम हो बु गारोवे योंजी चिम का सिमानो योंजी चिम हो बु गारोवे कुकुई चिम का सिमानो कुकुई चिम मफिन आई बु दामे दारी आलों को अचूशी बु लूँगा कोना तबाह बिदी प्योरे ना मने नाउ यने नाउ काला थावरा अटवे अचूपी दो अया फिन आई बु लूँगा क्रिटो ठाम याउ चिम ये अयादी अधिका फिदा फिदे प्याबों जे मिंगला शेबाजी ना जाओ क्रिटो ठाम याउ दे खामा चनोरे योंजी चिनी अचूशी लारे चनोरे म्योले चिनी अचूशी लारे चनो चिमवा चिनी अचूशी लारे तीसु चिनी हा अचूशी लारे पेकान चिनी अचूशी लारा फिदे प्याबों जे मिंगला शेबाजी दा अधिका तो चटको फिदे ना जाओ मुनिगनी दी तमा चांसा को नाउ तनी ने प्याऊं प्यां फच्ची में सोये मानिया वो फ्यूबी माँ मशीरे निया माँ तच्ची में सोये खरीदो दी थाम्याउ दो मूलियन गारो हॉपियो चीनाई अचू शीरे हालेलुया खरीदो थाम्याउ दे अट्वे गारो हॉपियो चीनाई अचू शीलारे गारो योंजी चीनाई ले अचू शीलारे योंजी कुको या फिर दे जाओ गारो कुकुई चिनाई ले अचूशी लारा फिर हालेलुया अपन ऐसे कहूँगा क्रिटो ठाम याउ डोमुरे तो जाओ गारो ये तीनों दी योंजी दोले अचूशी लारा फिर गारो ये योंजी चिनी अचूशी लारे गारो ये कुकुई मुड़ी अचूशी लारे दूसरे अपने आउनाई मशी चारो बा हालेलुया लेखाउ दिले फियाना माउ चिमाने praise the Lord अधिका तो चेका बाफी तो वाले क्रिटो ठाम याउ चिंबे ना जाऊँ निकली चलो वन में कोई है क्रिटो ठाम याउ चिंगा योंजी तो ताम याउ चिंसी ने तेसाइनो यारी फिरे तक बालों माशिरे लुदा आलों ने तेसाइनो यारी फिरे amen सो ते ये म्याना मा क्रिटो ठाम याउ चिंगा वन याउ चिं पौधला क्या बिना में सुध के चुंची लाई बाओ ठाम याउ चिंगा म्याना ले शीदला ओ ना नो लेलान सो हो खखेनी रे दुखा प्यादनारी ngुईजी खखे मुरी पीरो चनो बी पवंचे माशीनी रे यारे द छैलो ठानी दला दारी आलोंगा दुखा से यादा खना दालारा नो एदे फिलानीरा दामे गारो अधिका आउम्ये चिंगा क्रिटो ठाम याउ चिमे praise the Lord फिया बोंचे मिंगला शिबाजी कोरोए नामारो कबासे से बोंचे मिंगला शिबाजी ना जामु खत्तेनो अयारो हा कोरो अठेका लारे कोरो आफिन फिदे कोरो अफुलुंगा प्यूतम्या या जोशी बुलुंगा सुदाउतम्या या जोशी बुलुंगा पीकांतम्या या जोशी बुलुंगा साचिताउ चिना जोशी बुलुंगा योजी चिना जोशी बुलुंगा देदी खरीदो ठाम याउ बी खरीदो ठाम याउ बी तेये बवा हावा नि बवा तिदो फियाशिन पियसिन पी बुलुंगा खरीदो ठाम याउ चिन खामी हालेलुया कुकुकु मचीने कु अचीनी कु मचीने क्रिटो लौ बेरे या कु जीबु अत्तेशन मु बे फिया बोंचे मिंगला शिबाजी चनो सुयेंदी अचाउं या हो प्यो बु अया सी लौ शानीरा नने रो पों ममा फिपी मे दामे चनो अठे का वन म्याउ नि लो हालेलुया फिया बोंचे मिंगला शिबाजी एदी वन म्याउ चिंगा चनो चामा सीरा फिदे एदी वन म्याउ चिंगा चनो को शीटो ने शीटो ख्वन पेरा फिदे एदी वन म्याउ चिंगा योजी चिंग को पे नेरा फिदे क्रिटो ठाम याउ दे तो जाओ मफिनाई दे या मफिनाई दे छैमा फिसी रो फिया फि जाओ योंजी ख्वन पेरा फिदे मा जाओ ले क्रिटो तेशिन लो फिदे ते ये अचीनी ची में सोए म्योलेन से आशी काउं शिने दे ने आ को आठा में लु मशी तलाउ ले शी में अचीन ले फिनाई दे दो तो क्रिटो ठाम याउ दे तो जाओ अनागा ताउ पानी रा फिदे क्रिटो ठाम याउ दे तो जाओ चनो रो का म्योलेन chen shi ro tu ri phit de phya bou chin mingla shi ba se nga ro myolen ne ne ya pinya ma hou bu ngwe ji ma hou bu nga ro myolen ne ya ka khrit to tha myauk chin ga ni sin tat la de kaung ji phit de phya bou chin mingla shi ba se da sao tachin tapou de ma blo yi tha le Yesu Khrit ပြောင်းလဲခြင်းမရှိသူယေရှုခရစ်ပြောင်းလဲခြင်းမရှိဘူးပြီးတော့နောက်တစ်ပုဒ်ထဲမှာယေရှုခရစ်အသက်ရှင်တော်မူသောကြောင့်ငါသည်အသက်ရှင်ရမယ်ယေရှုခရစ်အသက်ရှင်တော်မူနို့ဒီအသက်ရှင်ရမည်ယေရှုခရစ်
အသက်ရှင်သောကြောင့်ကျွန်တော်လည်းအသက်ရှင်ရမည်ယေရှုခရစ်အသက်ရှင်သောကြောင့်ကျွန်တော်လည်းအသက်ရှင်ရမည်ဟာလေလုယာဟာလေဒီလောကမှာလည်းအသက်ရှင်ရမယ်နောက်တမလွန်ဘဝလည်းအသက်ရှင်ရမယ်ဒီအသက်ရှင်နေဆိုတာသီနေတဲ့အရာအားလုံးပေါ်မှာအသက်ရှင်ခြင်းကိုပြောနေတာဖြစ်တယ်ဒုက္ခဆင်းရဲခံနေတဲ့ຢာနေလွတ်မြောက်ခြင်းရရှိတဲ့အသက်ရှင်ခြင်းဖြစ်တယ်အော်မျိုးလင့်ခြင်းမဲ့တဲ့နေရာဒီမျိုးလင့်ခြင်းနဲ့အသက်ရှင်နိုင်ဖို့ရအတွက်အထက်ကခွန်အားဖျားရှင်ပေးထားတာဖြစ်တယ်အဲ့ဒီ source အဓိက main ကဘယ်ကနေလဲခရစ်တော်ရဲ့ထမြောက်ခြင်းကြောင့်ဖြစ်တယ်အဲကြောင့်ခရစ်တော်ထမြောက်ခြင်းငါတို့နဲ့သက်ဆိုင်တယ်ငါတို့အတွက်ဖြစ်တယ်အသင်းတော်အတွက်ဖြစ်တယ်မြန်မာပြည်အတွက်ဖြစ်တယ်တကဘာတစ်ခုလုံးအတွက်ဖြစ်တယ်လက်ခုပ်တီးဖျားနာမကိုချီးမွမ်းကြရအောင်ဒါကြောင့်မို့ရှင်ပြန်ထမြောက်ခြင်းနဲ့ကိုးကွယ်ခြင်းကစစ်နွယ်တာပေါ့ငါတို့ရဲ့ကိုးကွယ်ခြင်းကနော်ဒီအကြောင်းအရာပဲကျွန်တော်တို့ကပြောနေတာတက်တေခံနေတာ Robert E. Webber ကပြောလဲဆိုတော့ worship tells God's story ဖျားသခင်ရဲ့လောကမှာဖြစ်စဉ်နော်တမိုင်းဒီအားလုံးနော်အရာကကိုးကွယ်ခြင်းကဖော်ပြတာဖြစ်တယ်ဒီနေ့ရှင်ပြန်ထမြောက်ခြင်းကိုလွန်ခဲ့သောနှစ်ပေါင်း2000ကျော်တော့ဖြစ်နေတဲ့ကိစ္စအခုလည်းကျွန်တော်တို့အတွက်ကောင်းချီးဖြစ်တော်မယ်။ဘာကြောင့်လဲမနေ့ကနေ့နောင်ကာလမပြောင်းလဲတည်ရှိတော်မူသောယေရှုခရစ်တော်ကြောင့်ဖြစ်တယ်။ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေ။ဒါကြောင့်ချစ်တော်ညီကိုမောင်တော်们ဒီနေ့ရှင်ပြန်ထမြောက်နေဖြစ်တယ်။တည်နေတဲ့အရာအားလုံးဒီနေ့ရှင်တဲ့နေ့ဖြစ်တယ်။မျောလင့်ခြင်းမဲ့နေတဲ့အရာတွေမျောလင့်ခြင်းရှိနိုင်ဖို့အတွက်ဘုရားရှင်ပြင်ဆင်ထားတော်ရာဖြစ်တယ်။လောကနေတဲ့ငါမဖြစ်နိုင်တော့ပါဘူး။ငါအနေနဲ့မလောက်နိုင်တော့ပါဘူး။ငါရဲ့ခွန်အားနဲ့မဖြစ်နိုင်တော့ကျွန်တော်ဆိုရင်တော့ဟာသွားခြင်းတဲ့နေရာသွားလို့မရတော့စားခြင်းတဲ့နေရာစားလို့မရတော့ဟာနည်းနည်းလေးရှောင်ရမယ့်အရာတွေများတော့ကျွန်တော်အခုထမင်းစားပြီနော်။အဲဆိုရှောင်ရမယ့်အရာများလို့ဆိုတော့နာမည်နည်းနည်းပဲစားရတော့ပေါ့နော်။ဆိုတော့ဟိုဟာဒီမစားရဒီဟာဒီမစားရဆိုတော့အဒီအကအဝမ်းမြောက်ဆုံးကတော့ကျွန်တော်မိသားစုဖြစ်တယ်ဒုတိယလှုပ်ဖော်ဆောင်ဖြစ်တယ်နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်တည်နေတဲ့အရာအလုံးရှင်တယ်ဆိုတာကစီးပွားရေးသမားတွေသင်ချမ်းစီလီသမျှအားလုံး၌အစင်မပြေဖို့ဆိုဒီနေ့ကနေစပြီးခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကိုးတွေတဲ့အပေါ်မှာတက်ရောက်မှာဖြစ်တယ်ဒါယုံကြည်လက်ခံဖို့ဖြစ်တယ်ဟာလေလုယာလူငယ်မောင်မယ်ဒီသင်တို့အနာဂတ်ကိုလုံးဝပိတ်ဆို့နေတယ်လို့ခံစားတယ်ဆိုလို့ရှိရင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအပြင်တဆုံတစ်ခုခုတော့လမ်းခရီးပြရှင်ပြင်ဆင်ပြီးမယ်လို့ကျွန်တော်ယုံကြည်တာဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေမျောလဲချက်မဲ့နေတဲ့လူတွေဘယ်အရာပဲကျွန်တော်တို့စီစဉ်လောကမှာကျွန်တော်ခွန်အားလည်းမရှိတော့အားပေးမဲ့လူလည်းမရှိတော့ငွေအင်အားလည်းမရှိညာအင်အားလည်းမရှိခွန်အားလည်းမရှိအားပေးမဲ့လူလည်းမရှိကိစ္စမရှိဘူးခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအရာအားလုံးပြည့်စုံစေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာနှုတ်ကပတ်ကျမ်းစာဘာပြောလဲသင်ယုံရင်ဘုရားတခင်ရဲ့ဘုန်းတော်ကိုမြင်ရမယ်ဒါကြောင့်မို့ဒီနေ့ခရစ်တော်ထမြောက်ခြင်းဒီကျွန်တော်တို့ယုံကြည်ခြင်းနဲ့အကျိုးရှိတယ်မျှော်လင့်ခြင်းနဲ့အကျိုးရှိတယ်ကိုးကွယ်ခြင်းနိုင်လဲအကျိုးရှိတဲ့ကြောင့်ဒီနေ့ဖျားเจ้าတကူတကလာရတာအလုံးငွေတကူတကပေးရတာเนาะကျွန်တော်တို့နှလုံးသားပြင်ဆင်ပြီးမှချီးမွမ်းရတဲ့အားလုံးကအကျိုးရှိဖို့လုံကခရစ်တော်ငါတို့အတွက်ရှင်ပြန်ထမြောက်ပြီးဖျားဘုန်းကြီးမင်္ဂလာရှိပါစေနောက်ဒုတိယအနေနဲ့ယဉ်ချင်းမင်္ဂလာနဲ့ကိုးကွယ်ခြင်းဘယ်လိုဆက်နွယ်နေလဲဟာရှင်ပြန်ထမြောက်ခြင်းနဲ့ယဉ်ချင်းမင်္ဂလာဘယ်လိုပတ်သက်နေတော့ပတ်သက်တာပေါ့ယဉ်ချင်းခံတယ်ဆိုတာကဘာအတွက်လုပ်ပြီးလဲခရစ်တော်တက်တည်ခံနေတာခရစ်တော်ရဲ့တည်ခြင်းခရစ်တော်ရဲ့တကြူခြင်းခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်တဲ့ယဉ်ချင်းမင်္ဂလာဟာကိုးကွယ်ခြင်းဖြစ်တယ် Praise the Lord ဒါကြောင့်မို့ယုံကြည်သူတိုင်းနှစ်ချင်းခံဖို့ရအတွက်ကျွန်တော်တို့လှုပ်ဆောင်နေရတာဖြစ်တယ်ဘာကြောင့်လဲဒါကျွန်တော်တက်တည်ဖြစ်တယ်The Great Commandment မှာလည်းမဟာစေခိုက်ခြင်းမှာလည်းသင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီလျက်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်နာမ၌ပဋိဇံကိုပေးပါအဲ့ဒီပဋိဇံပေးတယ်ဆိုတာကကေတင်ချင်းရဖို့ပဋိဇံပေးတာမဟုတ်ဘူးကေတင်ချင်းရပြီးတဲ့အရာကိုဖျားရှိလူရှိမှသက်တည်ခံနေတာဖြစ်တယ်အဲ့ဒီသက်တည်ခံခြင်းထဲမှာခရစ်တော်နဲ့အတူတည်ခြင်းခရစ်တော်နဲ့အတူတကြိုခြင်းခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းကိုပုံဆောင်တဲ့ယေနဲ့ချင်းမင်္ဂလာဖြစ်တဲ့အတွက်ကြောင့်ဒါကကူးကွယ်ခြင်းဖြစ်နေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့နှစ်ချင်းခံခြင်းဖြင့်
ယေရှုရဲ့တပည့်တော်အဖြစ်တက်တည်ခံခြင်းဒီကိုးကွယ်မှုတစ်ခုဖြစ်တယ်ဆိုတာကိုဒီနေ့ကပြောပြချင်တာဖြစ်တယ်ကျမ်းစာလေးတစ်ပိုက်ဖတ်ရအောင်ကျွန်တော်တို့ယောမ6အပိုက်ငယ်3ကနေလေးအားလုံးတို့ကဖျားနှုတ်ကပတ်တော်ကိုဖတ်ရအောင်ယေရှုခရစ်၌ဗတ္တိဇံကိုခံတော်သူရှိသမျှတို့သည်အတိခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြသည်ဟုသင်တို့မသိသလောထို့ကြောင့်အတိခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအားဖြင့်ထိုသခင်နှင့်အတူတတူချင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုန်းတကူတော်အားဖြင့်တေခြင်းမှထမြောက်တော်မူသည်နည်းတူငါတို့သည်လည်းအတစ်တော်အသက်တာ၌ကျင်လည်ရကြတည်းကဲဒီလိုဆိုလို့ရှိရင်ဒီနေရာမှာဗတ္တိဇံရဲ့တင်ကိတာပါလေသခင်နဲ့အတူတေးတယ်သခင်နဲ့အတူတကြိုချင်းခံတယ်သခင်နဲ့အတူထမြောက်တယ်ဒီလိုဆိုရင်ဒီနေရာမှာခရစ်တော်တေးချင်းဟာငါတို့ကိုယ်စားတေးတာဖြစ်တဲ့ကြောင့်ယင်းနဲ့ချင်းခံဖို့လို့ငါသင်ဆုံးဖြတ်လိုက်တာနဲ့ခရစ်တော်နဲ့တေးဖို့သင်ဆုံးဖြတ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနှစ်ချင်းမင်္ဂလာဆိုတာကကယ်တင်ချင်းရဖို့မဟုတ်ဘူးကယ်တင်ချင်းစိတ်ချမှုရပြီးသားလူတွေအတွက်12နှစ်ပြည့်လို့နှစ်ချင်းခံဖို့မဟုတ်ဘူး။ဘာကြောင့်12နှစ်လို့ပြောတာလဲအကောင်းအဆိုးကောင်းမွန်စွာနားလေသဘောပေါက်နိုင်ရတဲ့အချိန်အခါတစ်ခုကိုကျွန်တော်တို့စောင့်ရတာဒါပေမဲ့ဒီခက်လူငယ်တွေကဒီခက်ကလေးတွေကတော်တော်လေးထက်နေပြီ6နှစ်9နှစ်တောင်မှမိဘတွေကလိန်လို့မရတော့ဘူးเนาะတော်တော်လေးပညာရေးကတိုးတက်နေပြီတချို့တွေ10နှစ်ဆိုလို့ရှိရင်တော်တော်လေးတက်နေကြပြီခရစ်တော်အကြောင်းတချို့တွေဆိုရင်ဆယ်ကျော်သက်မရောက်ခင်ကတည်းကလက်ခံထားပြီးသားတွေလည်းရှိတယ်ပြီးခဲ့တဲ့တကြံကင်းမှာကျွန်တော်တို့တိုင်းသားအစီအစဉ်မှာလည်းအင်္ဂလိပ်ဝင်ရတဲ့အခါမှာကျွန်တော်တို့ရဲ့သားသမီးတွေစက်ကတ်တာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဟာလေလုယာသူတို့ငငယ်လေးပဲရှိကြသေးတယ်သို့တော်များလည်းအကောင်းအစွတ်ကိုဝေဖန်ပိုက်ချတတ်လာပြီးခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလာကြပြီဒါကြောင့်မို့ကျွန်တော်တို့လာရဲ့ပထမပတ်တိုင်းမှာအသင်သားလက်ခံခြင်းယဉ်ကျေးမင်္ဂလာခံခြင်းအမြဲတမ်းတကားဖွင့်ထားတာဖြစ်တယ်ကျွန်တော်တို့ဘဝမှာတခါတလေယဉ်ကျေးမင်္ဂလာဆိုတာမခံလဲရပါတယ်ဒါကကယ်တင်ခြင်းရဖို့ကိစ္စမဟုတ်တဲ့ခါကြတော့ဆိုပြီးမှပေါ်လေးစဉ်းစားတတ်တဲ့လူတွေဒီကနေ့ယဉ်ကျေးမင်္ဂလာခံနေဆိုခရစ်တော်နဲ့အတူတည်ခြင်းကိုပုံဆောင်တာခရစ်တော်နဲ့အတူတကြိုချင်းကိုပုံဆောင်တာအဲ့ဒီတကြိုချင်းနေရာမှာလေ burial ဆိုတဲ့တကြိုတဲ့နေရာမှာတော်တော်များများခရစ်တော်ကငါတို့အတွက်လှုပ်ပေးတဲ့အရာတွေရှိတယ်အဲ့ဒါလေးကိုဒီနေ့ all life ဘဝဟောင်းကနေခရစ်တော်နဲ့ဘဝအသစ်ထဲတော့ရှောက်လန်းခြင်းကိုပေါ်ပြနေတာဒါကြောင့်မို့ကျွန်တော်နှစ်ချင်းမင်္ဂလာခံတယ်ဆိုတာကအကောင်းဆုံးခရစ်တော်ရဲ့တပည့်ဖြစ်ခြင်းကိုသက်တည်ခံခြင်းဖြစ်တယ်ဘာအကြောင်းသက်တည်ခံလဲခရစ်တော်အကြောင်းသက်တည်ခံတာခရစ်တော်အကြောင်းဘာကိုသက်တည်ခံလဲသူနဲ့အတူတူတည်တယ်သူနဲ့အတူတူတကြိုတယ်သူနဲ့အတူတူရှင်းပြန်ထမြောက်တယ်ဟာလေလုယာအဲ့ဒီအရာကိုကျွန်တော်သက်တည်ခံတာဖြစ်တဲ့ကြောင့်အမတန်မှအရေးကြီးတဲ့ကျွန်တော်တို့ရဲ့discipleship program ထဲမှာပါတဲ့အရာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ချစ်တော်ညီကိုမောင်နှမများဒီနေ့ဗတ္တိဇံဟာတခင်နဲ့အတူတကြိုချင်းနဲ့တခင်နဲ့အတူထမြောက်ခြင်းဖြစ်တဲ့ကြောင့်ဒီနေ့ထို့ကြောင့်တဲ့အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအားဖြင့်ထိုတခင်နဲ့အတူတကြိုချင်းကိုခံကြ၏ခရစ်တော်နဲ့တကြိုချင်းကိုခံတဲ့အခါမှာအဲ့ဒီထဲမှာကျွန်တော်တို့ကိုးကွယ်ခြင်းကဆက်သွားနေတာဘာကြောင့်တကြိုချင်းကိုခံရလဲအလကားတကြိုချင်းကိုခံနေတာမဟုတ်ဘူးဘာကိုတကြိုနေရတာလဲဘာကိုထားခဲ့ရတာလဲပြီးတော့ခရစ်တော်ဟာငါတို့ရဲ့ဘုန်းတကူအားဖြင့်တည်ခြင်းမှထမြောက်တော်မူသည်ဤသူငါတို့တွေလည်းအတစ်တော်အသက်၌ကျင်လည်ရသောသူဖြစ်တဲ့ကြောင့်အတစ်တော်အသက်၌ကျွန်တော်တို့ဘာတွေကိုကျင်လည်ရတယ်လဲသခင်နဲ့အတူတကြိုချင်းဆိုတာက dead to sin အပြစ်တရား၌တည်ခြင်းကိုပုံဆောင်တာဖြစ်တယ်ဟာလေလုယာအပြစ်ဒီငါတို့မကြိုက်တော့ဘူးငါတို့မနစ်သက်တော့ဘူးငါတို့အဲ့ဒီအပြစ်ဒီအားလုံးကိုတည်ဖို့ရအတွက်ကျွန်တော်ဆုံးဖြတ်ထားပြီးမှကျွန်တော်တို့တည်စေတာဖြစ်တယ်တစ်ကောခန်းကြီး15အပိုက်ငယ်7ထဲမှာဒါကြောင့်မို့ခုနဖတ်သွားတဲ့တမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်ခရစ်တော်ဒီထမြောက်တော်မူမူလင်တဲ့တို့ယုံကြည်တော်လဲအကျိုးမရှိဒုစရအပြစ်အောက်၌ရှိကြတယ်ခရစ်တော်ထမြောက်ခြင်းမရှိလေငါတို့ကဒုစရအပြစ်မှာပဲရှိကြသေးတာခရစ်တော်ရဲ့ကေတင်ခြင်းငါတို့အတွက်အကျိုးမရှိတော့ဘူးခရစ်တော်တည်ခြင်းငါတို့အတွက်အကျိုးမရှိတော့ခရစ်တော်ယုံကြည်ခြင်းငါတို့အတွက်အကျိုးမရှိတော့ဘူးဒါပေမဲ့အကျိုးရှိသောယုံကြည်ခြင်းအကျိုးရှိသောကိုးကွယ်ခြင်းအကျိုးရှိသောစက္ကချင်းအကျိုး
ရှိတော့အသက်တာရှိဖို့လုံးကဒုစရအပြစ်အောင်ကနေကယ်တင်တော်မူတော့သူယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတစ်ခုတည်းကြောင့်ဖြစ်တယ်ဆိုတာဒီနေ့ထပ်ပြီးပြောပြချင်တာဖြစ်တယ်ဒီလိုဆိုရင်ကျွန်တော်တို့ dead to sin အပြစ်တရားကိုတည်စေတာ hallelujah ဆိုတော့တည်စေတယ်ဆိုတဲ့အရာကကျွန်တော်ဘာကိုတည်စေရမလဲဒါကိုခဏနေကြအသေးစိတ်ကြည့်ရအောင်သခင်နဲ့အတူထမြောက်ခြင်းသခင်နဲ့အတူထမြောက်တဲ့အခါမှာတည်ခြင်းမှထမြောက်၍အသက်တော်အသက်တာ၌ကျင်လည်ဖို့လုံးကကျွန်တော်တို့ကသခင်နဲ့အတူထမြောက်ခြင်းကိုခံတော်မူသောယုံကြည်သူသားမီးများဖြစ်တယ်ခရစ်တော်ကအဲ့ဒီအခွင့်အရေးကိုငါတို့အားလုံးပေးထားတာဖြစ်တယ်ဘယ်လူမျိုးမဆိုဘယ်ကိုင်းကနမဆိုဘယ်လူမျိုးကျွန်တော်တို့ဘဝပိုင်ဆိုင်တော်များလဲပဲဒီနေ့ခရစ်တော်ရဲ့ကောင်းချီးမင်္ဂလာအားဖြင့်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်အသစ်တော်အသက်တာကိုကျင့်လဲစေတဲ့ယေရှုခရစ်တော်ရဲ့နာမတော်ကပါဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေဒါတွေအားလုံးကျွန်တော်လှုပ်ဆောင်တဲ့အခါမှာဘာဖြစ်လဲကိုးကွယ်နေတာဘုရားသခင်ကိုကိုးကွယ်နေတာခရစ်တော်အတွက်ပြုသမျှတက်တည်ခံခြင်းကကိုးကွယ်ခြင်းဖြစ်တယ်မနေ့က MMD နော်ကျွန်တော်တို့ညုတ်ပယထာသွားပြီးမှဧဝံဂေလိဝေစာဝင်နေကြတာတက်တည်ခံနေကြတာဒါကဘာလို့လဲခရစ်တော်တပည့်ဖြစ်ခြင်းခရစ်တော်ထမြောက်ခြင်းရဲ့တက်တည်ကိုသူတို့ကတက်တည်ခံနေကြတာဒီပတ်တွင်မှာကျွန်တော်အတင်းတော်အတင်းတော်အနေနဲ့ကျွန်တော်ထူးတပြင်းပေါ့နော်ဆရာဂျနသန်တို့ဆရာမကူကူတို့ဒါဦးဆောင်ခြင်းအားဖြင့်ပေါ့နော်တင်းထောက်ဦးခိုင်ဘူရဲ့တင်းထောက်ကျွန်တော်တို့စတီဗန်ရဲ့အားလုံးကျွန်တော်၄ယောက်ပြီးတော့ကိုစုမောရဲ့မန္တလေးကိုသွားကြတယ်ငလျင်တဲ့ပြည်သူများကိုငေမှုကိုပြုတ်ချတယ်ဘယ်နှစ်ရက်ကြာသွားလဲ2ရက်3ရက်ကြာသွားတယ်ပြုတ်သမျှအရာပြီးလို့သမျှအရာအားလုံးဟာခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုသက်သေခံနေတာဖခင်ဘုန်းကြီးမင်္ဂလာရှိပါစေဖခင်ဘုန်းကြီးမင်္ဂလာရှိပါစေပါဝင်သူပြီးလို့သူအားလုံးပေါ်မှာဖခင်ရှင်ဆက်လက်ပြီးကောင်းချီးပေးပါစေကဲကောင်းပြီဒီလိုဆိုရင်တတိယချက်နေနဲ့သခင်နဲ့အတူတကြိုချင်းနဲ့ကိုးကွယ်ခြင်းပဲလို့ဆက်ဆက်နေလဲကြည်အောင်ကျွန်တော်တို့သခင်နဲ့အတူတည်ဖို့ယေရှုခရစ်တော်ကကျွန်တော်စေခိုင်းတာဖြစ်တယ်အဲ့ဒီအရာကကိုးကွယ်ခြင်းဖြစ်တယ်ဘယ်လိုပတ်သက်နေတာတော့ဖိလိပ္ပိဩဝါစာခန်းကျင်းနဲ့အပိုင်ငယ်9ကနေ10ကိုကြည့်တဲ့အခါမှာအားလုံးဖတ်ကြည့်အောင်မိမိအတရေကိုစွန့်၍အစေခံကြုံဤတရံကိုယူဆောင်လျက်လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူဘယ်သူအကြောင်းပြောတာလဲယေရှုခရစ်တော်အကြောင်းပြောတာဖြစ်တယ်အပိုင်ငယ်ရှစ်သူတို့လူဤဂုံအင်္ဂါလက္ခဏာနဲ့ပြည့်စုံလျက်အသေးခံခြင်းတာမဟုတ်လက်ဝါးကားတိုင်းမှာအသေးခံခြင်းတိုင်အောင်အစီကြုံခံ၍ကိုနှိမ်ချတော်မူ၏ဒီနေရာမှာခရစ်တော်ရဲ့ဖြစ်ခြင်းတိတာခရစ်တော်ရဲ့ဖြစ်ခြင်းတကြိုချင်းခံရတဲ့အဖြစ်အပျက်ရောက်နိုင်ဖို့လုံးငါခရစ်တော်ရဲ့ဖြစ်ခြင်းနှစ်ခုကျွန်တော်တွေ့ရတာဖြစ်တယ်။ဘာလဲနံပါတ်1ခရစ်တော်ရဲ့နှိမ်ချခြင်းဖြစ်တယ်။အဲ့ဒီနှိမ်ချခြင်းထဲမှာဘာတွေပါလဲအစီခံကြုံဤတဒံအစီခံကြုံဤတဒံဒီကျမ်းစာကိုပဲကြည့်တဲ့အခါမှာဘာကြောင့်အစီခံကြုံပြင်အောက်မှာဆက်ခပ်ပတ်တဲ့အခါအစီကြုံခံတဲ့အဲ့ဒီခံကြုံနဲ့ကြုံခံကအရှိအနောက်ပြောင်းလိုက်တာနဲ့အတိတ်ပဲတော်တော်ကွဲသွားတာနော်မားပြီးရှိတာမဟုတ်ဘူးအတိတ်ပဲတော်တော်ပြောကွဲသွားတာအစီခံကြုံဆိုတာကခရစ်တော်ရဲ့အတရေကိုစွန့်ပြစ်မှလူကဲ့သို့ဖွားမြင်ခြင်းကိုဆိုလိုတာအစီကြုံခံရဲ့တရံကြတော့အဲ့ဒီအတရေကိုစွန့်ခြင်းလူကဲ့သို့ဖွားမြင်ခြင်းအပြင်လက်ဝါးကားတိုင်းမှာအပြစ်မဲ့တဲ့သူတယောက်ကိုလက်ဝါးကားတိုင်းမှာအတေတချင်းခံတာကအစီကြုံခံခြင်းရဲ့တရံဖြစ်တယ်ဒီလိုဆိုရင်ကျွန်တော်များသောအားဖြင့်အစီခံကြုံအတွက်ကျွန်တော်တို့ကအားပေးကြတာနော်ခွန်အားယူကြတာခရစ်တော်နည်းသူ servanthood leadership အစီခံချင်းရဲ့ယေရှုခရစ်တော်ကဲ့သို့အစီခံခြင်းခေါင်းဆောင်မှုကိုကျွန်တော်ဆိုအရန်နှစ်သက်တယ်ခရစ်တော်ကဲ့သို့အစီခံရမယ်နှိမ်ချရမယ်မနှိမ်ချရဘူးအဲ့ဒီနှစ်ခုကိုလည်းကွဲခြားဖို့တော့လိုတယ်ဟုတ်ပြီဆိုတော့နှိမ်ချခြင်းနဲ့နှိမ်ချခြင်းကမတူဘူးခရစ်တော်ကတော့နှိမ်ချတယ်မနှိမ်ချဘူးနော်ဆိုတော့ तू ကဖျားတခင်ရဲ့တားအဖြစ်လင်းကစား
လူစားတိကိုခံတယ်ဆိုတာကသူ့ရဲ့အတည်ဘုံစီးစိမ်ကိုစွန့်ပြင်းမှလောကကိုဆင်းကြွတာဘယ်သူ့အတွက်လဲမာနရှိတဲ့တင်တဲ့ကျွန်တော်အတွက်အပြစ်လုပ်ဖို့ရအတွက်အယံခက်ခိုင်းတဲ့နော်ချင်းမြန်မာစကားနော်အယံခက်တယ်လို့ခံစားရတဲ့တင်တဲ့ကျွန်တော်အတွက်သူ့ရဲ့အတည်ကိုစွန့်ပြေးလာတာမုတ်ကောင်းရင်တဘောကောင်းမုတ်မကောင်းရင်တဘောမကောင်းတတ်တဲ့လူတွေအထွက်ခရစ်တော်ကအစေခံကျွန်အနေနဲ့ဆင်းကြွလာတာအပြစ်များနေတဲ့တင်တဲ့ကျွန်တော်အတွက်လူစားတိကိုခံတယ်ဆိုတာကတကယ်ကိုကြီးမားသောပေးဆက်ခြင်းနဲ့ခရစ်တော်ရဲ့အစေခံကျွန်ရဲ့တထံဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ gospel ကိုပြောတဲ့အခါမှာ grace အကြောင်းပြောတဲ့အခါမှာနော်ဒေါက်တာမွန်ကဗာပြောလဲကျွန်တော်တို့ Faris graduation တုန်းကဒီမှာတင်တန်းပေးတဲ့အခါမှာ level 1အနေနဲ့ဂျေဇုတော်အားဖြင့်နော်ကယ်တင်ခြင်းကိုရတယ်ပြီးတော့ဂျေဇုတော်တက်တဲ့အားဖြင့်ငါတို့ရှိသမျှအပြစ်လုံးစုံတို့ကိုယေရှုခရစ်တော်အားဖြင့်သူ့ရဲ့ဂျေဇုတော်အားဖြင့်ငါတို့ပြစ်လွတ်ခြင်းရတယ်အဲ့ဒီဂျေဇုတော်ကျွန်တော်တို့အပြစ်လုံးရင်လည်းဖျားရှင်ခွင့်လွတ်တယ်ဖျားရှင်နားလည်ပေးတယ်ဖျားရှင်ခွင့်ပြုပေးတယ်ဘယ်လိုပဲဖြစ်ဖြစ်ဖျားရှင်ကကျွန်တော်တို့သူ့ရဲ့ဂျေဇုတော်ကျွန်တော်အပေါ်မှာကောင်းသောလူမကောင်းသောလူအတူတကွမွန်းရွာစေတယ်အတူတကွနေပို့စေတယ်ဒါတွေအားလုံးဒါပေမဲ့အဲ့ဒီဂျေဇုတော် level ကဒုတိယနဲ့တတိယကိုဆက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီဂျေဇုတော်ကအခမဲ့ဖြစ်ပေမဲ့ပေးဆက်တဲ့လူကတော့နာကြည်ချင်းမြောက်များစွာခံစားနေတာငါတို့အတွက်ငါတို့ကိုစားနာကြည်ချင်းခံစားရတာဖျားရှင်ကလေကိုစားပြုတ်လို့မရတဲ့အရာကိုစားပြုတ်လို့ရတဲ့အရာမျိုးများစွာရှိပြီမဲ့ကိုစားပြုတ်လို့မရတဲ့အရာမျိုးများစွာရှိတယ်ကိုကကျွန်တော်ဖျားနေတော့ကိုစားဘယ်သူမှမင်းအတွက်ငါကိုစားခံပြီးမယ်လုံးလုံးမရဘူးကျွန်တော်ပြုတ်သမျှအရာလုပ်သမျှအရာကျွန်တော်အကျိုးဆက်ခံစားရမှာကိုယ်ွယ်ချင်းမှလည်းကိုစားလို့မရဘူးကိုယ်တိုင်ဖျားတခင်ကိုရှားမှာကိုယ်တိုင်ဖျားတခင်ကိုကျွန်တော်စိတ်နှလုံးအကျွမ်းမဲနဲ့ကိုယ်ွယ်ကြရမှာဖြစ်တယ်အာမင်ကဲတဲ့ချင်းမှလည်းကိုစားလို့မရဘူးငါဖေကအယမ်းစိတ်မှလို့ငါမေကအယမ်းနော်စိတ်ဓာတ်ခိုင်မှလို့သူ့ကိုစားငါလက်ခံပေးလိုက်မယ်မရဘူးဘာကြောင့်ကိုစားလို့မရတာလဲသူတို့အထဲမှာရှိတဲ့ဝိညာဉ်နဲ့တင့်အထဲမှာရှိတဲ့ဝိညာဉ်အတူတူဖြစ်လို့ဖြစ်တယ်အသက်ကြီးတဲ့သူစီမှာရှိတဲ့ဝိညာဉ်နဲ့ကလေးငယ်လေးတယောက်မှာရှိတဲ့ဝိညာဉ်ရဲ့တန်ဖိုးကအတူတူပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒါလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတာကဖျားရှင်ကဒီကန္တကိုကိုစားနဲ့လုတ်ပြီးလို့မရအောင်ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ရဖို့ရအတွက်ပြင်ဆင်ပေးတာလားအခုကဒီမှာအစေခံကျွန်တဒံဆိုတာကကျွန်တော်တို့ရွေးလို့ရမယ့်အရာနော်ပြုသမျှအရာပြောသမျှအရာလှုပ်ဆောင်သမျှအရာအားလုံးရအကျိုးခံစားချက်ကိုကောင်းကင်မှာဖျားရှင်ကဆုလက်တရဖို့အတွက်ပြင်ဆင်ပေးတဲ့ဘဝအသက်တာကိုပိုင်ဆိုင်နေတဲ့လူတွေဖြစ်တယ်ဖျားဘုန်းချိတ်မင်္ဂလာရှိပါစေဟာလေလုယာအစီခံကျွန်ရဲ့တဒံဆိုတာကကျွန်တော်အသင်းတော်အတွက်ကြည့်မယ်ဆိုရင်စားစရာရှိရင်ဗိုက်စာတော်ညာလဲပဲသူတပားကိုအရင်စားခိုင်းတာဒါ grace အတွက်အစားတောက်ဆိုရင်တော့ chicken နဲ့နော်ချက်ချင်းပေါ်လာလူပြလာတဲ့ခါမှာကိုယ်လည်းနေရာလူချင်းတော့ဆော့သွားတော့ဘာဖြစ်လဲအိုးကိုထက်တက်ကြီးတဲ့လူတွေဒါမှမဟုတ်ဧည့်သည်တယောက်လာတယ်ဆိုရင်ကိုနေရာကိုနေရာကောင်းဖယ်ပြီးမှသူတို့ကိုနေရာကောင်းပေးခြင်းအပြင်အစေခံခြင်းကိုလည်းကျွန်တော်လုပ်နိုင်တယ်သူတစ်ပါးရဲ့လှုပ်ဆောင်မှုကိုတွေ့တဲ့အခါမှာသူလှုပ်ဖို့ပဲမဟုတ်သူလှုပ်ဖို့ပဲဆိုပဲမျက်နှာနဲ့မကြည့်ပဲငါဘာကိုငီပေးရမလဲဆိုတဲ့စိတ်ထားမျိုးနဲ့ကိုငီချင်းကလည်းအစေခံခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့အတင်းတော်လာတဲ့အခါမှာအာရှဖွဲ့တွေတွေ့တာဒီအာရှဖွဲ့ကအဲ့တော့တင်းသူတင်းသားတွေကဘယ်သူကပြုံးတက်လဲဘယ်သူကမဲ့တက်လဲဆိုတာသူတို့ကောင်းကောင်းသိမှာပဲလက်ပြီးရင်မပေးတဲ့လူလည်းရှိကောင်းရှိမယ်နော်ဘာဖြစ်လို့လဲတန့်ချင်မှတတ်မှာနော်လက်တွေလောက်ပြီးမှတချို့ကအဲ့လိုမျိုးနော်နည်းနည်းလေးဟို fashion ကြားတဲ့လူတွေတန့်ဟိုဘယ်လိုလဲကျမကြီးကိုဂယုစိုက်တတ်တဲ့လူတွေကတော့ဘယ်သူလက်တော်တော့ဒီချိန်မှာဘယ်သူမှရှောက်မပေးကြဘူးစာရအားဖြင့်ဒါပေမဲ့တချို့ကအာရှာတွေကပြုံးပြတယ်ဒါပေမဲ့ငါတို့ပြုံးပြနိုင်လား
သူတို့လည်းခရစ်တော်ရဲ့မေတ္တာအားဖြင့်စေခံနေတာဖြစ်တယ်ဟာလေလုယာဒီနေ့အီစာဆန်နေဆိုတော့အားလုံးကျုပ်တလုံးစီကျွေးမယ်လို့တော့တည်ရတယ်နော်ဟုတ်လားတခြားအထူးစီစဉ်တော့မရှိဘူးဒါဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်ခုတလောလေအစေခံတယ်ဆိုတာကအသင်းတော်အတွက်စေခံတဲ့လူတွေဘယ်သူလဲအချိန်ပြည့်မှုတော်ဆောင်နေဖြစ်တယ်တင်းထောက်တွေဖြစ်တယ်ခုတလောတင်းထောက်တွေကျွန်တော်ညနေ9 နာရီကနေ10 နာရီတရက်မှာတနာရီအချိန်ယူပြီးမှ Zoom နဲ့အတူတကွဆုတောင်းကြတာဘာအတွက်ဆုတောင်းလဲသိလားကျွန်တော်ဒီဖျားเจ้าအတွက်အခုတလောပေးရမယ်ငွေရ3 လတစ်ခါပေးရတဲ့ခါကျတော့ဒီ3 လတော့ဒီ23 ရက်နေ့လာမယ့်ဗုဒ္ဓဟူးနေ့မှာ2 လပြည့်မယ်ဒါပေမဲ့တို့ကျွန်တော်ရဲ့စာချုပ်ထဲမှာ1 လကြိုတင်ပေးရမယ်ဆိုတော့နောက်ထပ်3 လစာဆိုတာကဘာအတွက်လဲဇွန်ဇူလိုင်အောက်တိုဘာလအတွက်ပေါ့နော်3 လစာပေးရမယ်ဆိုတော့အခုတလောလဲကျွန်တော်ပွဲတွေများတော့အဲကွန်နေပါတွေမိဘက350လောက်ကြတယ်ပုံမှန်ငါးခါလဲ300ဆိုတော့350ပေးရမယ်ဘာနာထိတ်စီမှာပိုက်ဆံဘယ်လောက်ရှိလဲဆိုတော့30ရှိတယ်ဟာ350ကို30ရှိတော့ဆရာငင်းစီမှာအဲ့ဆိုရင်စာချုပ်ထဲမှာဘယ်လိုရေးထားလဲဆိုတော့တလချူတင်မပေးရင်60 သိန်းရောရမယ်တဲ့နော်အချိန်23 ရက်နေ့မှာလာမယ့်ဗုဒ္ဓဟူးနေ့မှာGood Friday နေ့မှာကျွန်တော်လဲကြမ်းမာလေးနဲ့ပေါ့နော်နဲ့တိတ်တော့ထောင်းနေနဲ့လာပြီးမှဆရာငင်းကကျွန်တော်တွေ့လိုက်တာနဲ့ဆရာအားနာပါတယ်ဒါလေးတော့ရှိတယ်ဆိုပြီးကျွန်တော်ပြောလိုက်တော့ကျွန်တော်လဲအားနာပါတယ်ဆိုပြီးတင်းထောက်တွေအစီအဝေးခေါ်ပြီးမှလေကျွန်တော်အကုန်အစီအဝေးလုပ်ကြတယ်လာမယ့်ဗုဒ္ဓဟူးမတိုင်ခင်ငါတို့9 ရက်ပဲကျန်တော့တယ်350ရှားမယ်ဟော350ဆိုတာတော့နဲတာပေါ့ဒါပေမဲ့တိန်းပေါင်း350ဆိုတော့နည်းနည်းလေးကြီးသွားတာပေါ့တိန်းကနားလေးဖြစ်တော့ဘယ်လိုလုပ်ရမလဲငါတို့အစီခံရမယ်ဘယ်လိုလုပ်မလဲလိုက်ရှာကြတာဆွေးနွေးကြတာဒါနဲ့တင်းထောက်တယောက်ဦးဘုံမာကဆမမာကလည်းသူကတော့ဆမမာကတော့တဲ့သမားဆိုတော့လေသူကဦးဘုံမာတို့ကားရောက်တယ်မဟုတ်လားပိုက်ဆံနေရှိသေးတယ်မဟုတ်လားဒီမှာလူအပ်နေတယ်ဆိုတာဦးဘုံမာလည်းငါ300အတိုးမဲ့ငါ3 ခွင့်ပေးမယ်ဝမ်းတာလိုက်တာအားလုံးဦးဘုံမာကိုနှုတ်မဆက်ခင်ဆမမာကိုအရင်နှုတ်ဆက်ကြတာဆမမာပြောရဲဆိုရတယ်ဆိုတော့အဲ့ဆိုတော့350နဲ့150ကျန်တယ်အားလုံးရှာကြရအောင်အဲ့လေကျွန်တော်တို့လည်း USA သွားတော့ကဆရာကြီးရဲ့ဒီခါလော်နာပူဆိုတဲ့ဒီစာအုပ်ပေါ့နော် The Great Revivalist ဆိုတဲ့စာအုပ်သူ့ရဲ့ magazine ကိုကျွန်တော်သွားဖြင်းရင်လည်းအဲ့မှာရောင်းရတဲ့ဝေတွေကျွန်တော်အကုန် contact လုပ်ပြီးမှကျေးဇူးတော်အပြင်300လောက်ရတယ်ပေါ့နော်ဆိုတော့တခါတည်းပို့ခိုင်းလိုက်တယ်ကျေးဇူးတော်အကြောင်း200တော့ရပြီအခု150ကျန်တယ်ဆိုတော့ဒီနေ့မနက်ဖြန်တစ်ပတ်ခါ3 ရက်ဗုဒ္ဓဟူးနေ့မှာပေးရမှာနော်150ကျန်တယ်အစီခံဒါနဲ့တင်းထောက်တယောက်ပတ်မုံကငါတို့ကအစီခံတယ်ဆိုတော့အစီခံတဲ့အရာကဖျားတခင်ရဲ့အစီခံဆိုတော့ဖျားတခင်ရှိမှာပဲကြားလျှောက်ဆူတောင်းကြရအောင်9 နိုင်နေ10 နိုင်ညတိုင်းနော်အခုလောက်တာကျွန်တော်တို့ဆူတောင်းကြတယ်9 နိုင်10 နိုင်ဘုရားရှင်အချိန်မီပြင်ဆင်ပေးဖို့ဟာလေလုယာဘာကြောင့်လဲဆိုတော့အခုတလောကျွန်တော်ပြင်ဆင်ရတဲ့အရာတွေအားလုံးကကုန်နေတဲ့အချိန်ကာလဖြစ်တယ်အခုချိန်ကအခက်ခဲဆုံးချိန်ကာလဖြစ်တယ်အချိန်ကြာလာတွေနဲ့အများကျွန်တော်တို့ကအခုဒလအမြေကွက်ပေးချရမှာက1200နီ1048သိန်းပဲကျန်တော့တယ်နော်ဒါလည်းလာတိုင်းပေးရမယ့်ဥစ္စာကိုကျွန်တော်တို့ဖျားရှင်အကြံဉာဏ်ပေးပြီးမှပိုင်ရှင်စီမှာတွေးပြီးမှနော်ဘာနာထိန်နဲ့သွားပြီးပိုင်ရှင်စီမှာကျွန်တော်ဘယ်လိုပြောထားလဲဆိုတော့လာတိုင်းပေးမယ်ဒါပေမဲ့တတ်မှတ်ထားတဲ့193သိန်းကတော့အခုတလောနည်းနည်းခက်ခဲရှိလို့ရှိသလောက်ပေးမယ်နော်လို့ဟောရပါတယ်တဲ့ဟာလေလုယာဘုရားရှင်ကျေးဇူးတော်ပြင်လာတိုင်းရှိသလောက်ပေးခွင့်ဘုရားရှင်ပြင်ဆင်ပေးထားတယ်ဒီနေရာအတွက်ကျွန်တော်တို့လက်ကျန်အတိုးမဲ့နဲ့ယူထားတာ3000ကျော်လေးပဲကျန်တော့တယ်နော်ဟိုက1000ကျော်ကျန်တယ်ဒီမှာ2000ကျော်ကျန်တယ်တစ်ဖက်ကကျ150လိုသေးတယ်ဒါတွေအားလုံးကိုလေကိန်းကနန်းတွက်ကြည့်မယ်ဆိုရင်မအိမ်နိုင်စရာရယ်နော်ပျော်စရာတိတ်ကောင်းမှာမဟုတ်ဘူးဒါပေမဲ့ရှင်ပြန်ထမြောက်ခြင်းရဲ့တကူထဲမှာဘုရားရှင်သားတွေအားလုံးပြင်ဆင်ပေးမယ်ဆိုတာယုံကြည်တဲ့သက်သားအဲ့ဒီရှင်ပြန်ထမြောက်တော်မူတဲ့ယေရှုရဲ့နာမကိုအမည်ပြုပြီးမှသူ့ကိုကျွန်တော်အရင်တ
တရင်ပို့တာဖြစ်တယ်သူ့စီမှာအရင်တောင်းတာဖြစ်တယ်ဟာလေလုယာဘုရားရှင်ပြင်ဆင်ပေးပါတင်းသူတင်းသားလည်းတော်တော်ပါဝင်နေကြပြီပေးလဲပေးလို့နေကြပြီကိုရောရှင်ဆက်လက်ပြီးအမှုတစ်ကိုပြုပါဆိုဆုတောင်းကြတယ်ဆုတောင်းတဲ့ဘုရားရှင်ပြင်ဆင်ပေးမယ်လို့ယုံကြည်တယ်ဒါပေမဲ့အဲ့ဒါယုံကြည်ခြင်းပဲဒါတွေအားလုံးလှုပ်ဆောင်ခြင်းကဘာလဲအစီခံကြုံရဲ့တဒံဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မှာရှိတဲ့အရာတွေကျွန်တော်တို့မှာတာဝန်ရှိတဲ့အရာတွေငါနဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးဒါဘုရားရှင်ကသူ့ရဲ့နာမည်လက္ခဏာကိုပြုမယ်လို့ယုံကြည်ထားတယ်ဘုရားရဲ့နာမအားဖြင့်လှုပ်ဆောင်တဲ့အရာတွေအဲ့ဒါနဲ့ကျွန်တော်ဆုတောင်းတဲ့အခါမှာကျွန်တော်ဒီနေ့မိတယ်ဒီနေ့အလိုရှင်ရှိလားဆိုတာမရှိဘူးတဲ့ဒါပေမဲ့ကျုပ်တော့ပြင်ဆင်ထားတယ်ပေါ့နော်အလိုရှင်ရှိလားကျုပ်ကကျေးဇူးတင်တယ်နော်ညနေအတွက်တော့အလိုရှင်ရှိလိရှိတာမရှိဘူးနော်ညနေအတွက်တိုင်းသားအစီအစဉ်မှာအဲ့ဒါဒီလောက်ဆုတောင်းတာဘုရားရှင်နမိတ်လက္ခဏာသူအရေးအယောင်လေးတစ်ခုပြတယ်ကျွန်တော်တို့ဟိုဘက်အသင်းတော်ကျွန်တော်တို့ရဲ့ဘုရားကျောင်းဟိုသုံးတဲ့နော်ကျွန်တော်အသင်းတော်တင်းထောက်တယောက်ကကျွန်တော်ဖုန်းခေါ်တယ်ဒီနေ့ချင်းအစီအစဉ်မှာတခုခုလူလို့ရလားလို့လူဘယ်နှယောက်ရှိလဲဆိုတော့ညနေပိုင်းကတော့200ဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော်ပြောတယ်ပေးလို့ချင်းတယ်ဆိုတော့ကျွန်တော်လည်းအော်နေတာသူ့ဟိုဘက်အသင်းတော်ဒီမှာလာလို့ချင်းတယ်ဆိုတော့ကျွန်တော်ကဟုတ်ကဲ့နေပါအောင်ကျွန်တော်လည်းသူ့မမေးခင်မှာလူရမဲ့တူမနေ့ပိုက်မှာလိုပါလားလို့မနေ့ပိုက်မှာ300လောက်ဆိုတာလေညနေပိုင်း200လောက်ဆိုမနေ့ပိုက်မှာလိုပါလားဆိုမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်လည်းပါဝင်ခြင်းလို့ပါတဲ့နော်အဲ့ဆိုဘာဖြစ်လို့လူချင်းတာလဲလို့ပြောတော့သူ့အမေခေါ်တော်မူခြင်းခန္ဓာဒီက10နှစ်ပြည့်နေပြီအမေမရှိပြီမဲ့ဖျားရဲ့နော်အတူပါရှိခြင်းကိုခံစားလို့ပြီးလို့ချင်းတာပါဘာတွေလူလုံးရလဲဆိုတော့ပြောတော့ရတယ်လို့ကျွန်တော်တို့ရုံးကလူတွေပြောလိုက်မယ်တော့အဆင်ပြေတာပေါ့နော်ကျွန်တော်ပေးလို့လိုက်မယ်ဆိုအဲ့ဆိုရင်ဟိုလူကြီးကိုယ်တိုင်လဲပေါင်နိုင်မလားဆိုပေါင်မယ်လို့ပြောတယ်ဟာတခါမှမခံစားဘူးတဲ့နော်ကိုတင်းတော်တင်းသားလည်းမဟုတ်ပြီးရင်ကျွန်တော်ကဆက်စုပြောဘာဖြစ်လို့တကူးတကလာလူတာလဲလို့ပြောလိုက်ကိုအတင်းတော်မှာလူချင်တာပြီးလူထားပြီးသားလူတွေရှိလို့မရတော့လို့ grace ကိုလာလူတာတဲ့ဆိုတော့ကောင်းချီးရချင်ရင်ဘုရားရှင်ကသူနီးလာနဲ့သူအလုံးလုံးနေတာပဲတိန်း150လဲအခု100ဟောပြတာတဲ့ဒီနေ့ကျွန်တော်တို့50ပါဝင်မယ်ဆိုတော့3ယောက်ရှိရင်ပြီးသွားတဲ့ကိစ္စဟာလေလုယာဘုရားဘုရားမင်္ဂလာရှိပါစေဒါရီအားလုံးကကောင်းကင်နိုင်ငံအတွက်ရမယ့်ဆုလက်တွေအတွက်ကျွန်တော်တို့ဒီလောကမှာဆုထားတာဘယ်လိုလဲဆုထားတာလဲငါတို့ရဲ့ကောင်းကြီးတွေကိုအစေခံခိုင်းတာဖြစ်တယ်ဟာလေလုယာဘုရားဘုရားမင်္ဂလာရှိပါစေကျွန်တော်တို့အခုဒီက3နှစ်ကနေ5နှစ်နော်ဒီနေ့အတွင်းမှာအကျွေးရှိသမျှအကုန်ဆက်မယ်လို့ယုံကြည်ချက်နဲ့ကျွန်တော်ကြွေးကြော်တာဖြစ်တယ်ဟာလေလုယာဒါလမှာပေးဆက်ရမယ်1048ဒီဆောက်လုပ်ခြင်းအတွက်လက်ကျန်တဲ့3000နဲ့ဘယ်လောက်လဲကွတီနော်ကျွန်တော်တို့ Grace Member Talk Group ထဲမှာတော့တင်ထားတယ်ပေါ့နော်လူရှင်တွေတင်ထားတယ်ဘယ်လောက်ပြီးတော့အခုလက်ရှိပေးရမယ့်ဥစ္စာလည်း3လစာကြိုပေးရမယ်ဆိုတော့လေဘာဖြစ်ဖြစ်နော်ဆိုတော့ဒါတွေအားလုံးဒီပြီးရင်ကျွန်တော်တို့အများများဆိုတောင်းရမယ် Grace Center ဆိုပြီးမှဒီနေရာကိုကျွန်တော်တို့ Facebook တခုထောင်ပြီးမှ wedding ဒီနော် seminary နော်ဒီမှာအပြူလိုပြူတွေ wedding လုပ်ခြင်းနဲ့ဆိုရင်ဒီမှာလုပ်ရတယ်နော်ပြီးတော့ seminary ပြီးတော့ကျွန်တော်တို့ birthday တွေဆိုင်အားဖြင့်တင်တန်းနေဒီမှာလုပ်ရအောင်ကျွန်တော်တို့ကကြောင်းရတော့မှာဖြစ်တယ်နော်ဆိုတော့ကြားရက်တွေမှာဆိုတော့ကျွန်တော်ဆုတောင်းတာကပါလဲစနေတနင်္ဂနွေပဲဒီမှာအလုပ်များတာမဟုတ်ပဲနဲ့ကြားရက်မှာလဲတနင်္လာနေ့တောက်ကြဒီမှာသုံးမဲ့လူတွေကိုပို့ဆောင်ပါငားမဲ့လူတွေကိုပို့ဆောင်ပါဆိုဆူတောင်းဆိုတော့မနက်ဖြန်ကျရင်1040 window အတွက်ဆူတောင်းဖို့နေ့တစ်ဝက်သုံးမဲ့เนาะအဖွဲတစ်ဖွဲမနက်ဖြန်လာမှာဖြစ်တယ် hallelujah ဆိုတော့ကျွန်တော်တို့ loss promotion ကာလအနေနဲ့တရက်သုံးတယ်ဆိုရင်12သိန်းတောင်းတာဖြစ်တယ်ဆိုတော့ဒါတွေအားလုံးလဲ Facebook နဲ့လုပ်ပြီးမှကျွန်တော်တို့ income generation ရအောင်ပေါ့เนาะစံငိမ့်ချမ်းဦးဆောင်ပြီးမှတင်ထောက်တွေနဲ့ဆက်လက်ပြီးတို့ပါဝင်ကြတာဖြစ်တယ်ဒါတွေအားလုံးကလည်းဘာဖြစ်ဖြစ်အစေခံခြင်းတွေဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဖခင်အတွက်အစေခံတဲ့အခါမှာဖခင်ရှင်ကိုယ်တိုင်၌ကကျွန်တော်ရဲ့လူအချက်ကိုဖြည့်ဆည်းပေးတာကျွန်တော်တို့ကဒီလက်နဲ့ဒီညာနဲ့ဒီချမ်းမာခြင်းနဲ့လုံနိုင်တဲ့အင်အားသာရမယ်ဆိုရင်မလောက်ဘူးဒါတွေအားလုံးဖခင်ရှင်ကအဓိကမထား
သူ့အတွက်အစေခံမယ်ဆိုရင်ဒီလက်နဲ့ဒီညံနဲ့ဒီကိုခန္ဓာနဲ့လုံနိုင်တဲ့အရာအစပေါင်းမြောက်များစွာဖျားရှင်ပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်ဖျားနာမောင်ချီးမွမ်းရအောင်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဒါကြောင့်တင်းတို့ရဲ့နီလာနဲ့ငါနီလာမတူဘူးတဲ့တင်းတို့ရဲ့ကြံစီနဲ့ငါကြံစီမတူဘူးတဲ့ဟေရှာယထဲမှာတဲ့ပြောထားတယ်ဟာလေလုယာဒါကြောင့်ကိုရောအတွက်အစီခံတဲ့အခါမှာငါတို့တို့စင်ခံမြင်အခုကျွန်တော်တို့ pastoral team นี่အစီခံခွင့်ရရှိတယ်ကောင်းချီးမင်္ဂလာဆိုတော့အတင်းတော်นี่လာတယ်လို့ပဲအတင်းတော်အပြင်ကနေလည်းမမျိုးလေးနဲ့နေရာလဲကောင်းချီးလာကြတယ်ဖခင်အတွက်တစ္ဆာရှိစွာအစီခံခြင်းဖခင်ကတာပဲအဲ့ဒါကြောင့်ဖခင်အစီခံတဲ့အခါဘာကိုကြည့်လဲဆိုနှလုံးသားကိုကြည့်တာဟာလေလုယာဒီကျွန်တော်တို့ရဲ့အစီခံခြင်းဆိုတာကမိမိအတ္တကိုစွန့်တဲ့လူကဲ့သို့သောအစီခံခြင်းလောက်တောင်မရှိဘူးနော်။နောက်ဖခင်ကအဲ့ဒီထက်တာ၍လေးနေတဲ့အစီကျွန်းခံတယ်အစီခံကြုံမဟုတ်ဘူးအစီကျွန်းခံတာအဲ့ဒီအစီကျွန်းခံတာပါလေ။သူ့အပြစ်မဟုတ်ဘဲနဲ့ငါတို့အတွက်တည်ပြီးတဲ့အစီကျွန်းခံခြင်းဖခင်ဘုရားမင်္ဂလာရှိပါစေ။ဒီလောက်အတ္တပိစခဲတဲ့အဲ့ဒီစိတ်ထားမျိုးလောကမှာရှာတွေ့မှာမဟုတ်ဘူး။တင်ကောင်းရင်ကျွန်တော်မစိုးပါဆိုတဲ့အတိုက်တာနဲ့အသက်ရှင်နေကြတဲ့လူသားတွေထဲမှာဒီနေ့ဘုရားရှင်ကတင်မကောင်းရင်လည်းတင်ကောင်းဖို့ငါအစီကြုံခံပေးမယ်ငါမင်းအတွက်တည်ပေးမယ်ငါမင်းရဲ့အပြစ်ကြွေးတွေငါဆက်ပေးမယ်ငါအသက်တာကိုပြပြမင်းကိုငါကဲ့တယ်မယ်လို့ပြောတယ်ယေရှုရဲ့နာမတော်ကပါစေဘုန်းကြီးမင်္ဂလာရှိပါစေအဲ့ဒီသူယေရှုပြောနေတဲ့အရာကသူတက်တည်ထူနေတာသူရဲ့အသက်တာကိုပေးခြင်းအပြင်တက်တည်ထူတာအဲ့ဒီသူ့တက်တာပေးလောက်တဲ့အရာကမိမိအသေးကိုစွန့်ပြီးမှလူကဲတော့ဖွားမြင်ခြင်းနဲ့တေးချင်းကိုခံပြီးမှအဲ့ဒီတေးချင်းဆိုတဲ့လောကကားတိုင်းမှာအသေးသက်ချင်းခံတဲ့အရာတောင်မှအစီကြုံခံခြင်းတဒံကိုပြီးသွားတဲ့အခါမှာဒီနေ့အောင်မြင်ခြင်းနဲ့ချမြောက်ဟာကတင်းနဲ့ကျွန်ုပ်ရဲ့ယုံကြည်ခြင်းကိုးကွယ်ခြင်းအကျိုးရှိဖို့လို့ကယေရှုခရစ်ထမြောက်တာဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဒါကျွန်တော်အတွက်ဖြစ်တယ်ဆိုတဲ့လူတွေလက်ခုပ်တီးပြီးမှဘုရားနာမကိုချီးမွမ်းရအောင်ဟာလေလုယာဟာလေလုယာကျွန်တော်တို့အတွက်ဖြစ်တယ်ဒါအသင်းတော်အတွက်ဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဝေါဒါကြောင့်မို့ကိုးကွယ်ခြင်းမှာလေနှိမ်ချတော့နှလုံးသားမရှိရင်ကိုးကွယ်ခြင်းကိုပေးနိုင်မှာမဟုတ်ဘူးကိုကွယ်တဲ့သူ့ရဲ့နေရာကိုလူချင်းနေဆိုဘယ်ရမလဲကို respect ပေးရမယ်လေးစားရမယ်ပုံကိုထက်ကမှန်ရှင်းနေမယ်ဆိုဘယ်ရမလဲသူ့ကို respect ပေးရမယ်သူ့ကိုကျွန်တော်တို့ကြည်ညိုရမယ်လေးစားရမယ်အမြတ်တနုထားမယ်ပုံကိုပဲဒါကြောင့်သူ့ထက်ကျွန်တော်တို့ဘဝင်မြက်လို့မရဘူးနှိမ်ချခြင်းမရှိလျင်စစ်မှန်သောကိုကွယ်ခြင်းဘယ်တော့အခါမှမရှိနိုင်ဘူးအဲ့ဒီမာနဆိုတာလေချမ်းသာတဲ့လူတွေစီမှာလည်းရှိတာမဟုတ်ဘူးဆင်းရဲတဲ့လူစီမှာလည်းရှိတယ်ပေါ့တော်ကျမ်းစာအကြောင်းတက်တုန်းကပြဿနာတွေခဏခဏလို့တော့တကယ်ချင်းတယောက်ကတခုခုခိုင်းရင်မလုပ်ချင်ဘူးတဲ့ဟာမင်းကလည်းပိုက်ဆံမရှိနဲ့မလုပ်ချင်မှလည်းဆင်းရဲသားမှလည်းမာနရှိတယ်ဆိုပြီးတော့တော်တော်ပေါက်သွားတယ်တဲ့လားဆင်းရဲသားမှလည်းမာနရှိတယ်ပညာရှိတဲ့လူတွေမာနရှိတယ်ပညာမရှိတဲ့လူတွေမှာမာနရှိမာနဆိုတာကပိတ်တာနဲ့ရောင်းလို့ရရင်တော်တော်လေးရောင်းကောင်းပါပဲရောင်းစားလို့မရတဲ့ကိစ္စဒါကြောင့်ယေရမိ29:73ထဲမှာအလုံးဖတ်ရအောင်ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲနဲ့ရှာလဲတွေးကြလိမ့်မယ်ဟာလေလုယာစိတ်နှလုံးအကျွမ်းမဲနဲ့ရှာတယ်ဆိုတာကနှိမ်ချသောနှလုံးသားမှာပါဘဲနဲ့ခရစ်တော်ဘယ်တော့မှတွေ့နိုင်မှာမဟုတ်ဘူးမထားကျွန်တော်လည်းမထားမယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ဒီအရာကိုကျွန်တော်တို့ခရစ်တော်ရဲ့နှိမ်ချခြင်းလို့အစီကြုံခံရဲ့တဒံအစီခံကြုံရဲ့တဒံအစီကြုံခံရဲ့တဒံဖြစ်တဲ့အတွက်ကြောင့်ကဲကူးကွယ်ခြင်းဘယ်လိုပတ်သက်လဲရှေလုကာ9:23ဒုတိယပိုင်းမှာငါ၌စီကလို့တော့သူဖြစ်လေကိုငင်းပယ်ရကဲကိုငင်းပယ်ဆိုကိုမာနာကိုငင်းပယ်ရမယ်ကိုရဲ့ဖြစ်တည်မှုကိုရဲ့ပါလဲဦးစားပေးမှုကိုငင်းပယ်ရမယ်ကိုလဝကားတိုင်းကိုလည်းနေတိုင်းထမ်း၍တခါထမ်းရဲ့ပြေးတာမဟုတ်ဘူးနေတိုင်းထမ်းခိုင်းတာဘေးနာမိတ်ဆွေတကယ်ချင်းကိုပြောပါနေတိုင်းလို့ပြောပြုံးလေးနဲ့နေတိုင်းအာမင်
ဆိုတော့လက်ဝါးကားတဲ့ထားနာဘယ်လိုနည်းနဲ့ကျွန်တော်တို့မှတ်ယူလို့ကောင်းလဲနေ့တိုင်းသမင်းစားခြင်းတလူနေ့တိုင်းလက်ဝါးကားတဲ့ထားရမယ်အာမင်အာမင်ဆိုတော့လက်ဝါးကားတဲ့နေ့တိုင်းထားရငါးနာကိုလိုက်ရမည်ရှမာသဲ9:23-24ထုကြောင်းတဲ့တင်းဒီပူဇော်တကားကိုရစ်ပလင်တို့ဆောင်ယူခဲ့လျက်တင်းဤငီအကိုကိုတင်၌အပြစ်တင်ခွင့်တဆုံတကူရှိသည်ဟုအောက်မိတရိယာလင်ရစ်ပလင်ရှိ၌ပူဇော်တကားကိုထား၍တွားလောငီအကိုနဲ့တင်းပြီးမှပြန်၍ပူဇော်တကားကိုတင်လောဟမ်နှလုံးသားဘလောက်အရေးပါလဲဆိုတာအပေါ်ယံနေဖျားရှင်မကြိုက်ဘူးဆိုတာဒါမှတိတိတာတာဖော်ပြထားတာဖြစ်တယ်နှုတ်ကတော့ဖယားလက်ကကာယမရဘူးဟာလေလုယာဖယားရဲ့မေတ္တာနဲ့အတူအမြဲတမ်းသက်ရှင်နိုင်တော့သူဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေအဲ့ဒီအရာလောက်နိုင်မှတာလျင်ဘာဖြစ်သွားလဲကိုးကွယ်ခြင်းဖြစ်နေတာအိုး praise the Lord ကိုးကွယ်ခြင်းဖြစ်နေတာနောက်ဆုံးနေနဲ့တခင်နဲ့အတူထမြောက်ခြင်းနဲ့ကိုးကွယ်ခြင်းဆက်နွယ်မှုဘယ်လိုရှိသလဲရှင်ယောဟန်7:25ထဲမှာယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်အားလုံးဖတ်ရအောင်ယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်ဟာလေလုယာဒီနေ့ခရစ်တော်နဲ့အတူထမြောက်တယ်ဆိုတာကအဲ့ဒီထမြောက်တော်မူတော့အသက်ရှင်တော်မူတဲ့ဖခင်တခင်ကိုကိုးကွယ်ရခြင်းဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမများခရစ်တော်နဲ့အတူထမြောက်ခြင်းမှာတည်စီရမယ်တကြူရမယ်အရာက pride မာနဖြစ်တယ် unforgiveness ခွင့်မလွတ်နိုင်တဲ့အရာတွေဖြစ်တယ် self reliance ကိုကျွန်တော်တို့အားကိုးအားထားတဲ့ဘဝတက်တာမျိုးငါလုံနိုင်တယ်ငါတတ်နိုင်တယ်ငါရဲ့အတွေ့အကြုံကမနှဲဘူးငါစဉ်းစားဖြစ်တယ်ဆိုတော့အတ္တစိတ်တွေကျွန်တော်တို့တည်စေရမှာဖြစ်တယ် fear ကြောက်ရွံ့ခြင်းတရားရဲ့တည်စေရမယ်ဘယ်လိုအသက်ရှင်စေရမလဲကျွန်တော်တို့မာနနေရာမှာမေတ္တာတရားပွားများရမှာဖြစ်တယ် praise the Lord ခွင့်မလွတ်နိုင်တဲ့နေရာမှာခွင့်လွတ်နိုင်ခြင်းနဲ့ကျွန်တော်တို့အသက်ရှင်စေရမှာဖြစ်တယ်ကိုအားထားတဲ့ဘဝနဲ့ဖခင်တခင်ကိုယုံကြည်တဲ့ဘဝနဲ့ကျွန်တော်တို့အသက်ရှင်ရမှာဖြစ်တယ်ကြောက်ရွံ့ခြင်းတရားကနေကျွန်တော်တို့ဖခင်တခင်ကိုးစားတဲ့ဘဝအသက်တာကိုတွားမယ်ဆိုပါကလက်တွေ့ကျင့်သုံးခြင်းမှာရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာနံပါတ်1ငါတို့ဟောပြောခြင်း၌အကျိုးရှိဖို့ယုံကြည်ခြင်း၌အကျိုးရှိဖို့ကိုးကွယ်ခြင်း၌အကျိုးရှိဖို့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ဖြစ်တယ်ဘုရားဘုန်းကြီးမင်္ဂလာရှိပါစေဒါကြောင့်ကျွန်တော်ကိုးကွယ်တဲ့အခါမှာအခုကျွန်တော်တတ်သိခံနေတယ်ဒီနေရာမှာနှုတ်ကပတ်တော်ဟောသမျှအရာအားလုံးကအကျိုးရှိဖို့လို့ငါခရစ်တော်ရှင်ပြန်ထမြောက်တာကိုးကွယ်တဲ့ဆူတောင်းတဲ့ပေးကမ်းတဲ့လှုပ်ဆောင်သမျှအရာအားလုံးဟာအကျိုးရှိဖို့လို့ငါခရစ်တော်ရှင်ပြန်ထမြောက်တာဖြစ်တယ်။တင်းရဲ့ကိုးကွယ်ခြင်းအကျိုးရှိဖို့လို့ငါခရစ်တော်ရှင်ပြန်ထမြောက်တယ်။ဘေးနာမိတ်ဆွေတကယ်ချင်းပြောပါဦး။ယေရှုနာမ၌အာမင်။ဟာလေလုယာ။နံပါတ်1အနေနဲ့တခင်နဲ့အတူတကြိုချင်းနဲ့တခင်နဲ့အတူထမြောက်ခြင်းအသက်တာရှိလာတာခရစ်တော်နီးသူကျွန်တော်တို့တက်တည်ခံတော်သူဖြစ်နိုင်တာဖြစ်တယ်။တတိယချင်းအနေနဲ့ယေရှုအားဖြင့်အစီခံကြုံရဲ့တတန်မိမိအသေးကိုစွန့်တဲ့ဘဝအသက်တာကိုလည်းအသက်ရှင်နိုင်တဲ့ဤသူအစီကျွန်းခံရဲ့တတန်လက်ဝါးကားတိုင်းမှာအသေးတတ်ကြလက်ဝါးကားတိုင်းမှာခရစ်တော်တည်ပြီးဆိုငါတို့တည်စီရမလို့တော့ငါတို့ဘာတည်စီရမလဲခုနပြောတဲ့မာနဒီခွင့်မလွတ်နိုင်တာဒီကိုစားတဲ့ဘဝဒီကြောက်ရွံ့ခြင်းတရားဒီမဆ၍ဇာတိပဂတိအရာအလုံးကိုတည်စီရမှာဖြစ်တယ်အဲ့ဒီတည်စီခြင်းအပြင်ကျွန်တော်တို့ဘဝအသက်တာကိုဖျားရှင်ကောင်းချီးပေးမှာဖြစ်တယ်ဂျာနာတဲ့တာမြောက်ခြင်းစီတဲ့ဘဝဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ရှင်ပြန်ထမြောက်တယ်ခရစ်တော်ရှင်ပြန်ထမြောက်တယ်ဆိုတာကကျွန်တော်တို့ကောင်းစားဖို့ကျွန်တော်တို့ပြုသမျှစဉ်းစားသမျှပေးကမ်းသမျှဟောပြောသမျှယုံကြည်သမျှတည်ဆိုသမျှကျွန်တော်တို့ပါဝင်သမျှအရာအလုံးအကျိုးရှိဖို့အလို့ငါဖြစ်တဲ့အတွက်ကြောင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကိုးကွယ်ခြင်းအရာအလုံးအကျိုးရှိဖို့လို့ငါတည်ခြင်းမြတ်စွာဘုရားအောင်မြင်တော့ထိုယေရှုခရစ်တော်ရဲ့နာမတော်နဲ့ကပါဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေ